တရုတ်ကတကယ်အနောက်ဘက်ကကျိုးဆွဲနေတယ်နောက်ပြီးတော့ဟိုတရုတ်ကပေါ့နော်မြန်မာနိုင်ငံကိုတပည့်လိုမျိုးသူတို့ရဲ့ဒေသသူတို့ရဲ့အောက်ခံဒေသတစ်ခုလိုမျိုးအာမြင်နေတာချင်းချင်းရှားရှားတွေ့သွားတယ်။နောက်ပြီးတော့သူကိုယ်၌လည်းအထဲမှာမဝင်ဘူးအပြင်ကမဝင်ရဘူးလို့ပြောပြီးတော့သူဒီလိုမျိုးထဲထဲဝင်သွားတာသိတယ်မလား။ဆိုတော့အဲ့ဒီဥစ္စာအတွက်လည်းပြည်သူလူထုကတကယ်မုန်းတယ်။တကယ်အားလုံးသူတရုတ်ကိုပေါ့နော်တရုတ်နိုင်ငံကိုယုံကြည်မှုအကုန်ပြောက်ကုန်ပေါ့ယုံကြည်မှုကိုလေးစားမှုပေါ့နော်ဒါပေမဲ့တရုတ်ဘက်ကကြည့်လိုက်လို့ရှိရင်ကျွန်မတွေ့တာဒီမြန်မာနိုင်ငံကိုတကယ်ပိုင်ပိုင်နိုင်နိုင်တင်းကျင်တယ်နော်နောက်ပြီးတော့အဲ့ဒီဥစ္စာကတဘက်လိုမျိုးတနေ့မြန်မာနိုင်ငံတဘက်လိုမျိုးသူတို့လိုချင်တယ်လို့ကျွန်မဗာလဲထင်တယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးတွေပေါ့နော်သူပဲဟိုနေဒီဥစ္စာကိုကြီးညာတယ်ဟိုတကယ် you know အာအဲလုံနေတဲ့လူတွေကမကြီးညာဘူးဆိုတော့အဲ့ဒီဥစ္စာကျွန်မသွားတွေ့တယ်